ဘဝမှာအရာရာအဆင်မပြေဖြစ်ပြီးလက်မှန်ချလိုက်ရတဲ့အချိန်စိတ်ဓာတ်တွေလုံးဝအောက်ဆုံးထိကျဆင်းသွားတဲ့အခါလူတိုင်းဒီမေးခွန်းကိုရိုက်ရှာတတ်ကြပါတယ်ဒီနေ့မှာတော့သင်စိတ်ကိုအမှန်တကယ်သက်သာရာရစေမဲ့စိတ်ဓာတ်ကြတရားတော်ကိုထိုင်းနိုင်ငံရဲ့နာမည်ကျော်ဝိပဿနာဓမ္မကထိကလုံးဖို့ပရာမုတ်ဝွန်ဖို့ပရာမုတ်ရဲ့စိတ်အလုပ်ပေးရှာမတ်နီးစတိုင်နဲ့နက်နဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာစိတ်တက်ကြတဲ့အခါဒါမှမဟုတ်စိတ်ဆင်းရဲမှုကိုခံစားရတဲ့အခါပထမဆုံးလုပ်မိတဲ့အမှားကအဲ့ဒီစိတ်ညစ်မှုကိုပျောက်ကွယ်သွားအောင်အတင်းအကျပ်တိုက်ထုတ်ဖို့ကြိုးစားတာပါပဲဒါမှမဟုတ်လေ YouTube ထဲဝင်ပြီးတစ်ခုခုကိုရှောက်ကြည့်ရင်ဖြောပြရေးတွေရှာရင်စိတ်ထွက်ပေါက်ရှာတတ်ကြတယ်ဒါပေမဲ့အဲ့ဒါတွေဟာခေတ္တခဏမေးပြောက်မှုသာဖြစ်ပြီးစိတ်တက်ကြချင်းကိုအမြင့်ပြတ်မကူးတနိုင်ပါဘူးတရားတော်ရဲ့အလိုအရာစိတ်တက်ကြခြင်းဟာတိုက်ထုတ်ရမယ့်ရန်သူမဟုတ်တလို့ထွက်ပြေးရမယ့်အရာလည်းမဟုတ်ပါဘူးသူဟာအကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာတဲ့သဘာဝတရားတစ်ခုသာဖြစ်ပါတယ်လုံးဖို့ပရာမုတ်ရဲ့လမ်းညွန်ချက်အရာစိတ်ကိုတကယ်ကူစားဖို့ဆိုရင်သတိရှိပါစိတ်ကိုဖြစ်သည့်အတိုင်းသိပါလောဘဒေါသမပါပဲတာမန်မျက်စိနဲ့အตาအရာစောင့်ကြည့်ပါဆိုတာပါပဲစိတ်တက်ကြနေတဲ့အချိန်မှာငါစိတ်တက်ကြနေတယ်ငါဘဝပြက်ပြီလို့မတွေးပါနဲ့စိတ်ထဲမှာစိတ်တက်ကြတဲ့အခြေအနေလေးဖြစ်ပေါ်နေတဲလို့ပြောင်းလဲရှုမြင်ပါစိတ်တက်ကြခြင်းဟာတင့်ရဲ့အတ္တမဟုတ်ဘူးတင်ပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူးသူကအတိတ်ကအကြောင်းတရားတွေမျောလင်းချက်ပြပြမှုတွေကြောင့်ခေတ္တခဏလာရောက်ပြသတဲ့ဧည့်သည်သာဖြစ်ပါတယ်တင်းရဲ့တစ်ခုလေးသောတာဝန်ကအဲ့ဒီဧည့်သည်ကိုအတင်းမောင်းထုတ်ဖို့မဟုတ်ပဲသူရှိနေတာကိုတတိလေးနဲ့အကဲခတ်ဆောင်ကြည့်နေဖို့ပဲဖြစ်ပါတယ်အံ့ဩစရာကောင်းတာကစိတ်တက်ကြခြင်းကိုအမုန်းပွားမှုမရှိပဲအတင်းဖြောက်ဖျက်ဖို့မကြိုးစားပဲတတိလေးနဲ့အตาအရာစောင့်ကြည့်နေလိုက်တဲ့အခါအဲ့ဒီစိတ်တက်ကြမှုရဲ့အရှိန်ဟုန်ဟာတဖြည်းဖြည်းလျော့နေသွားတာကိုတွေ့ရပါလိမ့်မယ်ပါဖြစ်လို့လဲဆိုတော့သတိ mindfulness နဲ့ပညာ wisdom ရှိနေတဲ့နေရာမှာစိတ်တက်ကြခြင်းဆိုတဲ့မောဟနဲ့ဒေါသတရားတွေဟာအတူတူရှင်တွဲမနေနိုင်လို့ပါပဲစိတ်ကခဏတာစိတ်တက်ကြလိုက်ပြီးရင်ပြန်ပြောက်သွားလိုက်နောက်ခဏကြတော့တခြားတွေးစီရောက်သွားလိုက်နဲ့အမြဲတမ်းတရားဆက်ပြောင်းလဲနေတာကိုမြင်လာလိမ့်မယ်ဒါဟာအနိစ္စမမြဲခြင်းသဘောတရားကိုမိမိရဲ့စိတ်ထဲမှာတင်မျက်ဝါးထင်ထင်သိမြင်လာတာဖြစ်ပြီးစိတ်ဟာဘာကိုမှအတင်းမဆွဲကင်တော့ပဲအလိုလိုပေါ်ပါလွတ်မြောက်သွားပါလိမ့်မယ်မိမိတို့ရဲ့စိတ်အခြေအနေကိုနေ့စဉ်သတိလေးနဲ့အตาအရာစောင့်ကြည့်ပြီးစိတ်တက်ကြခြင်းကဆိုးကနေအပြီးတိုင်လွတ်မြောက်နိုင်ကြပါစေတရားနာယူသူအပေါင်းစိတ်အေးချမ်းကြပါစေ